ဖုံဖုံဖရစွမ်းလူတာကိုမလူနဲ့ဆိုပြီးပိတ်ပင်တာပိတ်ပင်သူမှာဘာအပြစ်ဖြစ်ပါတလဲဖရဖြေပေးပါနော်တဲ့ခုရကနိကေပေတာဝိထုပါဠိတော်ဥရကဝတ်နာဂပေတာဝိထုမှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကပြိတ္တာလင်မယား2ယောက်ရှိပါတယ်အဲ့ဒီပြိတ္တာလင်မယား2ယောက်ကတယောက်နဲ့တယောက်အပြန်အလှန်တင်းပုတ်နဲ့ရိုက်နှက်ပြီးကြလာတဲ့သွေးတွေပြည်တွေကိုစားတော့ရတဲ့အတွက်ပင်ပန်းဆင်းရဲတဲ့ဒဏ်ကိုခံစားရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကသူတို့မွေးထားတဲ့သားသမီး3ယောက်ကတမနာဗျမနာတွေကိုလှူဒန်းတဲ့အခါမှာသားသမီးတွေရဲ့အလှူကိုပိတ်ပင်တားဆီးပြီးတမနာဗျမနာတွေကိုဆဲရေးတိုင်းထွာပြုခဲ့ပါတယ်။အဲ့ဒီလိုသူတစ်ပါးရဲ့အလှူကိုပိတ်ပင်တားဆီးပြီးဆဲရေးတိုင်းထွာပြုခဲ့တဲ့အတွက်တေလွန်တဲ့အခါမှာအခုလိုပြိတ္တာဘဝကိုရောက်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်သူတစ်ပါးအလှူကိုပိတ်ပင်တားဆီးမယ်ဆိုရင်ပြိတ္တာဖြစ်တတ်ပါတယ်။မြတ်စွာဘုရားဤဆွေတော်လေးစုကဘယ်မှာရှိပါသလဲဆရာတော်တဲ့။ဧကာထာထာအထက်လက်ရာဆွေတော်တက်တဆူသည်တာဝတိန်သေးတာဝတိန်သာနတ်ပြည်၌တိတ်တတိတည်နေကိန်းဝတ်တော်မူ၏အထက်လက်ရာဖြစ်တဲ့ဆွေတော်ကတာဝတိန်သာနတ်ပြည်မှာရှိပါတယ်ဧကာထာထာအောက်လက်ရာဆွေတော်တက်တဆူသည်ဘုဇကပုရကေနဂါးပြည်၌တိတ်တတိတည်နေကိန်းဝတ်တော်မူ၏အောက်လက်ရာဖြစ်တဲ့ဆွေတော်ကနဂါးပြည်မှာရှိပါတယ်ဧကာထာထာအထက်လက်ဝဲဆွေတော်တက်တဆူသည်ဂန္ဓာရီဂန္ဓာရတိုင်း၌တိတ်တတိတည်နေကိန်းဝတ်တော်မူ၏အထက်လက်ဝဲဖြစ်တဲ့ဆွေတော်ကဂန္ဓာရတိုင်းမှာရှိပါတယ်ဂန္ဓာရတိုင်းဆိုတာယနေ့ခေတ်တရုတ်ပြည်သူသမ္မတနိုင်ငံကိုပြောတာပါဧကာထာထာအောက်လက်ဝဲဆွေတော်တက်တဆူသည်ဒန္တပူရမိကလိန်ကတိုင်းဒန္တပူရပြည်နယ်၌တိတ်တတိတည်နေကိန်းဝတ်တော်မူ၏အောက်လက်ဝဲဖြစ်တဲ့ဆွေတော်ကကလိန်ကတိုင်းဒန္တပူရပြည်နယ်မှာရှိပါတယ်ကလိန်ကတိုင်းဒန္တပူရပြည်နယ်ဆိုတာယနေ့ခေတ်သီရိလင်္ကာနိုင်ငံကိုပြောတာဖြစ်ပါတယ်ဒါဟာမြတ်စွာဘုရား၏ဆွေတော်လေးစုရှိရာအရက်ဒေသတွေပဲဖြစ်ပါတယ်